နွေရာသီကျောင်းပိတ်ရက်ကိုအကျိုးရှိတာဘာမှမလုပ်လိုက်ရပဲနဲ့အချိန်တွေကုန်သွားတယ်မလား3လလောက်ကိုတစ်တော့လေးကြည့်လိုက်ဂိမ်းလေးစောလိုက်နဲ့အချိန်ဖြုံးခဲ့ကြတယ်အဲ့ဒါကမြို့ငတုံးတယောက်လို့ခံစားရစေတယ်လူအများစုကဒါကပြင်းလို့ဒါမှမဟုတ် motivation မရှိလို့ထင်ကြတယ်ဒါပေမဲ့တကယ်တော့အဲ့လိုလုံးဝမဟုတ်ပါဘူးတကယ်ပြဿနာကမင်းမစနစ်တကျစီစဉ်ထားတဲ့ structure မရှိလို့ပါနွေရာသီကျောင်းပိတ်ရက်ကိုအကြာကြီးအိပ်ရမယ်အားလက်ချိန်လို့သတ်မှတ်ထားလို့ပါပဲဒီဗီဒီယိုမှာတော့မင်းကိုအုံနောက်ရှိတဲ့သူတယောက်အနေနဲ့နွေရာသီကိုကောင်းကောင်းအသုံးချနိုင်မှုနဲ့နောက်စာတင်နှစ်မှာသူများနောက်မရောက်စေဖို့လုပ်သင့်တဲ့အချက်9ချက်ကိုပြောပြပေးသွားမှာပါကဲစလိုက်အောင်နံပါတ်1 summer reset မင်းရဲ့နေရာဒီကိုရှုပ်ပွားနေတဲ့အခန်းဒါမှမဟုတ်ရှုပ်ပွားနေတဲ့စပွဲကုံနဲ့စတင်မယ်ဆိုရင်တော့မင်းရဲ့ productivity ကအောက်ဆုံးရောက်နေတာအဆန်းတော့မဟုတ်ပါဘူးဒါကိုပြောင်းလဲဖို့လိုပါတယ်အဲ့ဒီတော့ပထမဆုံးမင်းအခန်းကိုရှင်းတာမင်းရဲ့စာအုပ်စင်ကိုစနစ်တကျထားတာဒါမှမဟုတ်တစ်ခါမှမသုံးတော့တဲ့ app တွေကိုဖျက်ပစ်တာတွေလုပ်ပါပြီးတော့မင်းမရည်မှန်းချက်တစ်ခုခုရှိတယ်ဆိုရင်အဲ့ဒါတွေကိုတေချာပြန်ကြည့်ပါနံပါတ်2တစ်လအတွင်းကျွမ်းကျင်မှုအသစ်တစ်ခုကိုတင်ယူပါမင်းကတနေ့ကို3နာရီလောက် TikTok ပေါ်ကသူများတွေကတာကိုထိုင်ကြည့်ပြီးတော့အချိန်ကုန်နေတယ်ပြီးတော့မှငါမှအသစ်တွေကိုလေးလာဖို့အချိန်မရှိဘူးလို့ပြောထွက်နေသေးတယ်ဆိုရင်တော့မင်းကတကယ်ငတုံးပဲမင်းရဲ့နောက်ဆုံးကြံနေတဲ့အုံနောက်ကိုအတုံးမကျတဲ့ trend တွေကြည့်ပြီးတော့ဖြုံးပြီးမနေပဲနဲ့နောက်တစ်ချိန်မှာမင်းအတွက်အကျိုးရှိမဲ့စကေးတစ်ခုခုကိုလေ့လာပါဥပမာ video editing ပဲဖြစ်ဖြစ် coding အခြေခံပဲဖြစ်ဖြစ် design ဆွဲတာပဲဖြစ်ဖြစ်လေ့လာပါရက်30ပဲအချိန်ပေးပြီးတော့လေ့လာကြည့်ပါပထမအပတ်ကိုအရှုံးမပေးဘဲနဲ့ကြော်ဖြတ်နိုင်သွားပြီဆိုရင်တော့မင်းကပြင်းရည်ပြီးတော့ညင်းညူနေတဲ့90%ထက်သာသွားပါပြီနွေရာသီကျောင်းပိတ်ရက်မှာ IGCSE ပဲဖြစ်ဖြစ် GED ပဲဖြစ်ဖြစ် DED ကိုပဲဖြစ်ဖြစ်ကြိုတင်လေးလာရခြင်းနဲ့ဆိုရင်တော့ Fleming Learning ရှိပါတက်တာတဲ့နှုံထားနဲ့အကောင်းဆုံးသင်ကြားပေးနေပြီးတော့ဆောင်ဝင်းဝဲအတွက်ယုံကြည်မှုအပြည့်အဝရှိသွားတဲ့အထိပြင်ဆင်ပေးပါတယ်သင်ကြားပေးမဲ့သူက GED ဘာသာရပ်ကိုကိုယ်တိုင်အောင်မြင်လာတဲ့သူဖြစ်လို့အောင်ချက်ကောင်းမှုအတွက်ဘာတွေလိုအပ်လဲဆိုတာကိုအသေးချာသိပါတယ် Pre-IGCSE အတွက် Science နဲ့ Computer Science ဘာသာရပ်တွေမှာလည်းခိုင်မာတဲ့ foundation ရအောင်သင်ကြားပေးနိုင်ပါတယ် Computer Science ကျောင်းသားတစ်ယောက်ဖြစ်လို့ခင်မိတဲ့ learning method တွေကိုအသုံးပြုပြီးတော့သင်ကြားပေးသွားမှာပါစိတ်ဝင်စားရဆိုရင်တော့ Fleming Learning ဆိုရဲ့ Telegram Channel မှာအသေးစိတ်တွားရောက်လေ့လာနိုင်ပါတယ် Channel link ကို description မှာချထားပေးပါတယ် 3F rule ကိုကျင့်သုံးပါနေ့တိုင်းကျန်းမာရေး fitness အနာဂတ် future နဲ့စိတ်ကျဉ်တတ်မှု fulfillment အတွက်တစ်ခုခုကိုပြုလုပ်ပါဥပမာမင်းရဲ့ခန္ဓာကိုယ်လှုပ်ရှားခိုင်းတာအနာဂတ်မှာမင်းကိုယ်မေပြန်ပြီးတော့ထိုးကျင်စိတ်မပေါက်လာအောင်တစ်ခုခုလုပ်တာဥပမာစာလေးလာတာပဲဖြစ်ဖြစ်အလုပ်လုပ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်တစ်ခုခုကိုတီးဆောက်တာပဲဖြစ်ဖြစ်ပေါ့ပြီးတော့စိတ်ကျဉ်တတ်မှုဆိုတာက TikTok တွေစက်ကာတွေထိုင်ကြည့်နေတာကိုပြောတာမဟုတ်ပါဘူးတကယ်ကိုအားရင်ပြန်ပြေးစေမဲ့အရာမျိုးကိုပြောတာပါဥပမာစာအုပ်ဖတ်တာပကြီးဆွဲတာဒါမှမဟုတ်အပြင်ကိုထွက်ပြီးတော့တဘာဝတရားနဲ့ထိတွေ့တာမျိုးပါဒီ 3F ကိုနေ့တိုင်းလုပ်မယ်ဆိုရင်တော့နင်းရဲ့ဘဝမျှတလာပါလိမ့်မယ်အနည်းဆုံးတော့မင်းကပို့ပြီးတော့ကျမ်းမာကြံ့ခိုင်တဲ့ငတုံးတစ်ယောက်ဖြစ်လာတာပေါ့စောစောထပြီး schedule အတိုင်းနေပါအောင်မြင်ခြင်းနဲ့လည်းပြောသေးတယ်မနေ့17နာရီလောက်မှလမ်းဘေးကအလုပ်လက်မဲ့တယောက်လိုအိယာထနေတော့မယ်လားမနေ့9နာရီလောက်အိယာထတာကမင်းကိုအသုံးမကျတဲ့လူတယောက်အဖြစ်မသေးသွားစေဖို့အခွင့်အရေးပေးတာပဲဘီလီယံနာတွေကနှိုးဆက်ကို9ကလောက်ပိတ်ပြီးတော့နေ့လယ်လောက်မှထားတယ်လို့မင်းထင်နေတာအဲ့လိုလုံးဝမဟုတ်ဘူးသူတို့ကကဘာကြီးကိုသိမ်းပိုက်ဖို့ပြင်နေချိန်မှာမင်းကခေါင်းပေါ်မှာအာပုတ်ရည်တွေနဲ့ဘာစည်းကမ်းမှမရှိဘဲနဲ့ချမ်းသာခြင်းနဲ့အိမ်မက်ကိုမှတ်နေတော့မယ်အဲ့ဟာကစောစောထားရင်လေဇွန်ဘီတစ်ကောင်လို့ TikTok ကို2နာရီလောက်ကြည့်မနေနဲ့ schedule တစ်ခုကိုဆွဲပါမင်းရဲ့ပြင်းနေတဲ့အုံနောက်ကိုအလုပ်လုပ်ပေးနိုင်မဲ့ morning routine တစ်ခုကိုထားပါစာလေးလာမဲ့အချိန်ကိုကြိုတင်သတ်မှတ်ပါစိတ်ပါမှစာလုံးမယ်ဆိုရက်ခလေးကလာအတွေးတွေကိုရက်ပစ်လိုက်ပါမင်းဘယ်တော့မှစိတ်ပါလာမှာမဟုတ်ပါဘူးအခုကအနွေရာသီဆိုတော့မင်းမအကြောင်းပြချက်မရှိဘူးအတန်းလည်းမရှိဘူးတက်လိုင်းလည်းမရှိဘူးမင်းလိုအပ်တာကအစီအစဉ်ပဲမင်းညံ့တဲ့ဘာသာရက်ဒါမှမဟုတ်ပြီးခဲ့တဲ့စာစဉ်နှစ်ကမင်းကိုဒုက္ခပေးခဲ့တဲ့ဘာသာရက်တွေကိုရွေးပါအချိန်အတိအကျသတ်မှတ်ပြီးတော့လေ့လာပါနေ့လယ်2နာရီကနေ3နာရီအထိသမိုင်းအခန်းလေးဖတ်မယ်ဆိုတာမျိုးပေါ့မင်းရဲ့အုံနောက်ကမြေပုံတစ်ခုလိုအပ်ပါတယ်ပြီးတော့တစ်ဆက်တည်းနဲ့6နာရီလောက်စာလုပ်ဖို့မကြိုးစားပါနဲ့ပိုမိုဒိုရိုနီလန်းတွေကိုသုံးကြည့်ပါ
deadline တွေသတ်မှတ်ပါသင်ချာကိုတောက်ကြံသည့်အပီးလုပ်မယ်ဆိုတာမျိုးပေါ့မင်းကတော့ထုံးစံအတိုင်းပဲတနေ့ကျရင် YouTuber ကြီးလုပ်မယ် streamer ကြီးလုပ်မယ်စာအုပ်တအုပ်ရေးမယ် application တစ်ခုခုစောင့်မယ်လို့စိတ်ကူးရင်နေတော့မယ်အဲ့ဒီတနေ့ဆိုတာကအဲ့ရထဲမှာလှဲပြီးတော့ TikTok ကြည့်နေရင်ကောင်းကင်ကကြာလာမှာမဟုတ်ဘူးမင်းမှာအချိန်တွေရှိတယ်ဘသူကမှမင်းကိုချက်ချင်းနမဲကြည့်အောင်လောက်ခိုင်းနေတာမဟုတ်ဘူးစလိုက်ဖို့ပဲစာရွက်အလွတ်တစ်ခုမှာအကြံဉာဏ်တွေချရေးပါပထမဆုံးဗီဒီယိုစရိုက်ကြည့်ပါအစပိုင်းမှာစုပ်ပြတ်တက်နေတာတဘာဝပါပဲတကယ်လှုပ်တဲ့သူနဲ့မင်းလိုလူတွေကြားကွာခြားချက်ကသူတို့ကစိတ်ပလာအောင်စောင့်မနေပဲဖြစ်တယ်လို့စခဲ့ကြတာပဲအကြောင်းပြချက်တွေပေးမနေနဲ့နံပါတ်9မင်းရဲ့ຫນွေရာသီပလန်တစ်ခုကိုဆွဲပါမင်းမှာတကယ်ပလန်တစ်ခုရှိဖို့လိုတယ်ရီမန်းချက်တွေကိုချရေးပါTikTok ကြည့်မဲ့အစားစာဖတ်တာလိုမျိုးအကျင့်ကောင်းတွေလုပ်ဖို့စီစဉ်ပါပြီးတော့ပျော်စရာတွေကိုလည်းထည့်ပါတကယ်လှုပ်ချင်နေတဲ့အရာတွေဥပမာ viral ဖြစ်နေတဲ့ editing တွေဒါမှမဟုတ် documentary တစ်ခုကြည့်တာဒါမှမဟုတ်ငငယ်ရရုပ်ရှင်တွေပြန်ကြည့်တာမျိုးကိုစည်ရင်းလောက်ထားပါမင်းပြင်းလာတဲ့အခါ TikTok ကြည့်မဲ့စားအဲ့ဒီစည်ရင်းတွေကတစ်ခုခုကိုရွေးလုံနိုင်တာပေါ့